အိုးခိုင်မောအသားပြားကြီးနှစ်ချက်ရဲ့ကြက်ဥနဲ့ cheese ပါတာကိုမှ6500ပဲပေးရတဲ့ဈေးတန်ပြီးရတာကောင်းတဲ့ဘာကာဆိုင်လေးတွေ့လို့ဒီနေ့သွားစားပါမယ်။ပုံမှန်ဘာကာတစ်လုံးကို1000ကျော်ဖြစ်နေတဲ့ချိန်မှာအသားနှစ်ချက်ပါတာကိုမှ6500ပဲပေးရတာဆိုတော့တော်တော်လေးကိုတန်ပါတယ်။အထဲမှာလည်း mayonnaise နဲ့ sauce တွေကိုမခိုထားတဲ့အပြင်ချက်သွန်တွေအပြော့ကျော်လေးတွေလည်းပါသေးတယ်။သူ့ကိုသဘောကျမိတာကလေဘာကာစားဖို့လက်အိတ်လေးတစ်ခုနဲ့တီရှူးတစ်ရွက်လည်းပေးပါသေးတယ်။အရသာကလည်းအသားနှစ်ချက်တောင်ပါတဲ့အပြင်ကြက်ဥနဲ့ cheese ပါတာဆိုတော့တကိုက်ဆိုတလောက်ဤစိတ်နေတာပါပဲဒီလောက်ဈေးတန်ပြီးအရသာကောင်းနေတဲ့အပြင်ကိုမှ promotion ကလည်းထပ်ရှိပါသေးတယ်ဘာကာ10လုံးပြည့်ရင်တစ်လုံး free ရပါတယ်ဒါအပြင်ကိုမှတစ်ခေါက်ထဲနဲ့ဘာကာ9လုံးဝယ်ရင်လည်းကြက်သားဘာကာတစ်လုံးထပ်ပေးပါသေးတယ်ဆက်လက်ရွက်နဲ့တခွားသီးလေးကလည်းတကယ့်ကိုလိုက်ဖက်လွန်ပါတယ်ကျွန်တော်သွားစားခဲ့တဲ့ဆိုင်လေးကတော့ပြည်သာယာလန်အာထကနှစ်ကျောင်းရှိမှရှိတဲ့ Mr. Burger ဆိုတဲ့ဆိုင်လေးပါတခြားဈေးတန်ပြီးတော့စားကောင်းတဲ့ဆိုင်လေးတွေရှိရင်လည်းမှန်းခဲ့ပေးအောင်နော်တတား